ကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းလေးကဘာလဲဆိုတော့ကျွန်တော်တို့ဒီ iPhone ကအနေလေးတွေပေါ့နော်အခု7တို့ iPhone 8တို့ iPhone 6တို့အဲ့လို model အနေလေးတွေမှာ iOS version တွေလည်းနေတော့ကျွန်တော်တို့တချို့ software တွေ download ဆွဲလို့မရဘူးပေါ့နော်အဲ့လို download ဆွဲလို့မရတဲ့ software တွေကိုကျွန်တော်တို့ download ဘယ်လိုဆွဲမလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်အဓိကဒီနေ့တင်ပြမှာဖြစ်ပါတယ်ပြီးတော့နောက်ပြီးတော့ကျွန်တော် iCloud ဘယ်လိုဖွင့်မလဲဆိုတာလေးကိုပါတစ်ခါတည်းတွဲပြီးတော့တင်ပြသွားပါမယ်အဲ့တော့ကိုယ့်အတွက်လိုတယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ကြည့်ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ setting တွေကိုအရင်ဝင်မယ်ပေါ့နော်ပြီးလို့ရှိရင်အပေါ်ဆုံးမှာ Apple account ဆိုတာလေးရှိတယ်အားလေးတွေဝင်မယ်ပြီးလို့ရှိရင်အောက်ကစာတန်းလေးကိုနှိပ်လိုက်ပါကျွန်တော်တို့မှာ Apple account မရှိဘူးပေါ့နော်ပြီးတော့ဒီနေရာမှာကျတော့ကျွန်တော်တို့ရဲ့နာမည်ထည့်ပေါ့နော်နာမည်ကတော့ကိုယ်အဆင်ပြေသလိုထည့်လို့ရပါတယ်ပြီးတော့အောက်မှာမွေးနေ့လေးထည့်ပါဒီနေရာမှာကျတော့ကျွန်တော်တို့ကိုအမြဲသုံးနေတဲ့ email ရှိလို့ email ထည့်ရင်လည်းဘာမှမဖြစ်ဘူးပြဿနာမရှိဘူးအဆင်ပြေရပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ iCloud ဖွင့်တာဆိုတော့ iCloud မေးပဲကျွန်တော်တောင်းပြီးတော့ဖွင့်မှာဖြစ်ပါတယ်အဲ့တော့ iCloud မေးကျွန်တော်တို့တောင်းမယ်ဒီနေရာမှာတော့ကျွန်တော်တို့မေးပို့လို့ရတဲ့ email လိပ်စာပေါ့နော်ကိုယ့်နာမည်နဲ့အရင်ထည့်ကြည့်ပေါ့နော်ထည့်ကြည့်လို့မှအဆင်မပြေဘူးဆိုလို့ရှိရင်နောက်ကနေကဏ္ဍလေး3လေးလုံးလောက်ထည့်ပြီးတော့ create email address ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီအဆင်ပြီးပါပြီဒါကတော့ iCloud password ထားတဲ့အဆင့်ပေါ့နော် iCloud password ထားမယ်ဆိုကျွန်တော်တို့ပထမဆုံးသိရမှာကအင်္ဂလိပ်အခရာအကြီးပါရမယ်အင်္ဂလိပ်အခရာအသေးပါရမယ်ပြီးလို့ရှိရင်shed တို့ add တို့လို့ sample တွေပါရမယ်ပြီးလို့ရှိရင်ကဏ္ဍပါရမယ်ဒီလိုပါမှာပဲသူတို့ကstrong password ဖြစ်တယ်ဆိုပြီးတော့ password အဖြစ်လက်ခံတယ်ပေါ့နော်အဲ့တော့ဒါလေးတော့တည်ထားပေးပါကျွန်တော်ကတော့လောလောဆယ်အဆင်ပြေတာလေးတစ်ခုထားလိုက်မယ်ပေါ့နော်ဒီနေရာမှာကတော့ကိုအမြဲသုံးတဲ့ SIM card ရဲ့ number လေးထားတင်တယ်ပေါ့နော်ဘာဖြစ်လို့အမြဲသုံးတဲ့ SIM card number ထားတင်လဲဆိုတော့ကျွန်တော်တို့ iCloud နဲ့ပတ်သက်တဲ့ပြဿနာတစ်ခုခုတက်တဲ့အခါ iCloud password မိသွားတဲ့အခါဒီ SIM card နဲ့ကျွန်တော်တို့ recovery ပြန်လုပ်လို့ရတယ်ပေါ့နော် password ကိုအဲ့တော့အမြဲသုံးတဲ့ SIM card လေးထားရင်တော့ပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ဒီနေရာမှာသူကကျွန်တော်တို့ SIM card ကိုသူကုတ်ပို့ပေးမယ်ကုတ်ပို့ပြီးတဲ့6လုံးကိုဒီနေရာမှာထည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီအဆင့်ပြီးပါပြီဒီအဆင့်မှာတော့ agree လေးနှိပ်ပေးလိုက်ပါတော့ဒါဆိုရင်တော့ကျွန်တော်တို့ iPhone 11ထဲမှာ iCloud ဖွင့်တာအဆင်ပြေသွားပြီပေါ့နော်နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ဒီ iPhone 11နဲ့ရ iCloud account ကိုကျွန်တော်တို့ iPhone 7နဲ့ကိုပြန်ပြီးတော့ login ဝင်မှာဖြစ်ပါတယ်ဒီနေရာမှာမေးစရာတစ်ခုရှိတာက iPhone 7မှာရော iCloud တန်းပြီးတော့ဖွင့်လို့မရဘူးလားဆိုတဲ့လူတွေအတွက် iPhone 7မှာလည်း iCloud တန်းဖွင့်လို့ရပါတယ်โอเคဒါဆိုရင်တော့ iPhone 7နဲ့မှာကျွန်တော်တို့ iCloud တစ်ခုရပြီပေါ့နော် iCloud ဖွင့်ပြီးတဲ့အခါကျရင်ပထမဦးဆုံးလုပ်ရတာကတော့ကျွန်တော်တို့App Store ကနေ download ဆွဲလို့ရအောင် Media and Password ကို set လုပ်ရတဲ့အဆင့်ပဲဖြစ်ပါတယ်အဲ့တော့ Media and Password ဆိုတဲ့စက်လုံးလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ set လုပ်ကြမယ်ပေါ့နော်ဒီနေရာမှာကျတော့ကျွန်တော်တို့ account ဘယ် region နဲ့သုံးမလဲဆိုတာရွေးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီမှာUnited States ကိုပဲကျွန်တော်ရွေးလိုက်ပါမယ်ဘာဖြစ်လို့ကျွန်တော် United States ကိုရွေးရလဲဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာ region နဲ့ဖွင့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Google နဲ့ပတ်သက်တဲ့ software တွေ download ဆွဲလို့မရပါဘူး YouTube တွေပါ download ဆွဲလို့မရဘူးပေါ့နော်အားကြောင့်ကျွန်တော် United States ကိုရွေးတာပါโอเคဒီနေရာမှာတော့ကျွန်တော်တို့ credit card တွေ PayPal ကျွန်တော်မထည့်တော့ဘူးပေါ့နော်ကျွန်တော် NaN နဲ့ပဲတွားလိုက်ပါမယ်ဒါတော့လိပ်စာထည့်တဲ့နေရာပေါ့နော်လိပ်စာထည့်တဲ့နေရာကတော့ကိုအဆင်ပြေတဲ့လိပ်စာထည့်လို့ရတယ်ရမ်းဖြည့်မှန်းဖြည့်ပေါ့ဗျာနော်ကျွန်တော်ကတော့ဒီမှာ street တော့ကျွန်တော် pet road လို့ပဲကျွန်တော်ထည့်လိုက်တယ်နော် CD ကတော့ကျွန်တော် New York လို့ပဲထည့်လိုက်ပါတယ်
state ဆိုတဲ့နေရာမှာလဲကျွန်တော် New York ကိုပဲရွေးမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် New York ရဲ့ zip code ကိုပဲအလွတ်ရလို့ပါကျန်တဲ့မြို့တွေဆိုလို့ရှိရင်ကျွန်တော်အလွတ်မရတဲ့ zip code တွေဆိုတော့ zip code တစ်ခါသွားရှာမှာဆိုတော့နည်းနည်းအလွတ်ရှုပ်တယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော် New York ရဲ့ zip code နဲ့ဖုန်းနံပါတ်ကတော့ကျွန်တော်တို့အဆင်ပြေတဲ့ဟာထည့်ပေါ့နော်အရှိရ1 3ခံပြီးနောက်ကနေပြီးတော့ခဏန်း9လုံးကိုအဆင်ပြေတာတစ်ခုကိုရမ်းထည့်လိုက်ပါရပါတယ်โอเคဒါဆိုရင်တော့ကျွန်တော်တို့ media and parset ကိုကျွန်တော်တို့ဆက်ရက်လုပ်ပြီးပါပြီဒီတော့ကျွန်တော်တို့ software လေးတစ်ခုစမ်းပြီးတော့ download ဆွဲကြည့်မယ်ပေါ့နော်ကျွန်တော်တို့ App Store ကိုသွားပါမယ် iCloud ဖွင့်တဲ့နီးကြည့်တယ်ဆိုတော့ညီကိုတွေအတွက်ကတော့ iCloud ဖွင့်တဲ့နီးကဒီနေရာမှာပြီးပါပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ software download ဆွဲပြီးတော့တန်းသုံးလို့ရပြီပေါ့နော်အခုဆက်ပြောမှာကတော့ iPhone iOS version အနိမ့်နေ average တင်လို့မရတော့တဲ့ဖုန်းတွေကိုကျွန်တော်တို့ software ဘယ်လိုထည့်မလဲဆိုတဲ့အပိုင်းကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော် App Store ကနေပြီးတော့ YouTube စမ်းပြီးတော့ download ဆွဲကြည့်မယ်ပေါ့နော် iOS version နှိမ့်တဲ့ဖုန်းတွေက YouTube တွေ Google application တွေinstall လုပ်လို့မရတာများတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ YouTube အရင် download ဆန်းဆွဲကြည့်လိုက်တယ်ဒီလို review လို့ပေါ်လာလို့ရှိရင်ကျွန်တော်တို့ region လေးကိုတစ်ချက်သွားပြီးတော့ setup ပြန်လုပ်ပေးလိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ရပါပြီဒီနေရာမှာတော့ iCloud password လေးထည့်ရမယ်ပေါ့နော်ဒီနေရာမှာသူကဘာပြောလဲဆိုလို့ရှိရင် iOS 16နဲ့အထက်မှာပဲဒီ software ကိုတင်လို့ရမယ်ဆိုတဲ့သဘောမျိုးသူပြောထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ okay နှိပ်လိုက်ပါမယ်ကျွန်တော်ကတော့ iPhone 11ထဲမှာအကောင့်ဝင်ထားပြီးသားဖြစ်နေလို့ပေါ့နော်ဒါမှမဟုတ်ကိုက iPhone 7နဲ့ဖွင့်ထားတဲ့အကောင့်ဆိုလို့ရှိရင်လည်းအခြား iOS 16နဲ့အထက်တင်ထားတဲ့ဖုန်းမှာအရင်ဆုံးသွားပြီးတော့ကိုလိုချင်တဲ့ software ကို download ဆွဲရပါမယ်ပြီးရင်တော့ဒီ get ဆိုတဲ့ဟာလေးကိုနှိပ်ပြီးလို့ရှိရင် install လေးကိုနှိပ်ပြီးရင်ကျွန်တော်တို့ဒီ iCloud password လေးထည့်ပေးလိုက်ပေါ့နော်ထည့်ပေးပြီးတော့ဒီ sign in လေးကိုနှိပ်ပေးလိုက်နှိပ်ပြီးသွားရင်ခဏစောင့်ကြည့်လိုက်ပါဒါကတော့ကျွန်တော်တို့15မိနစ်နေမှတစ်ချိန် password ပြန်တောင်းရမလားဒါမှမဟုတ်အမြဲတမ်း password တောင်းရမလားဆိုတဲ့မေးခွန်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့ always require အောင်နှိပ်လိုက်မယ်ပေါ့နော်ကျွန်တော်တို့အမြဲတမ်းဖြည့်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ iPhone 11နဲ့မှာ YouTube ကို download ဆွဲနေပြီပေါ့နော်အဲ့တော့ကျွန်တော်တို့က iPhone 11နဲ့မှာ software ထည့်ဖို့မလိုတဲ့အတွက်ရက်လိုက်ပါမယ်ဒီနေရာလေးမှာ get လို့မပေါ်တော့ပဲ reason လို့ပေါ်ရင်ရပါပြီ iPhone 7နဲ့ကိုပြန်သွားပါမယ် iPhone 7နဲ့ကကျွန်တော်တို့ခုနကဒီ download ဆွဲထားတဲ့ App Store ကိုကျွန်တော်တို့ recently မှာခဏကျွန်တော်တို့ရှင်းလိုက်မယ်နော်ရှင်းပြီးသွားဆိုကျွန်တော်တို့ပြန်ဝင်မယ်ပြန်ဝင်ပြီးလို့ရှိရင် search bar မှာကျွန်တော်တို့ YouTube ကိုတစ်ချက်ပြန်ရှာကြည့်မယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ YouTube ကိုတစ်ချက်ပြန်ပြီးတော့ download ပြန်ဆွဲကြည့်လိုက်မယ်နော်โอเคဒီစာတန်းလေးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ YouTube ကိုဒီ iPhone 7နဲ့မှာထည့်ပြီးတော့အသုံးပြုလို့ရပြီပေါ့နော်အဲ့တော့ဒီနည်းနဲ့ပဲအခြားထည့်လို့မရတဲ့ software ရှိခဲ့ရင်လည်းထည့်လို့ရပါတယ်ဒီနည်းပဲသုံးပြီးတော့ထည့်ရင်အဆင်ပြေပါတယ်ဗျအဲ့တော့ကိုယ်တိုင်လိုက်လို့ကြည့်လို့အဆင်မပြေတဲ့အဆင်များရှိခဲ့လို့ရှိရင်ကျွန်တော်ကို comment မှာဖြစ်စေ Messenger မှာဖြစ်စေလာမေးလို့ရပါတယ်ကျွန်တော် service fee လုံးဝမယူပါဘူးအချိန်ရရင်ကျွန်တော်ပြန်ဖြေပေးပါမယ်အားလုံးပဲအဆင်ပြေပါစေလို့မျှော်လင့်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ